အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုကျော်သူရ YouTube channel လေးကနေကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမားတွေအားလုံးကိုမင်္ဂလာပါလို့ဥစားနှုတ်ဆက်ရင်ကျွန်တော်ရဲ့အခုဗီဒီယိုဖိုင်လိုက်ရှိုးလေးကနေအားလုံးကိုပြန်လည်ပြီးတော့ကျေးဇူးလိုက်ပါတယ်။ကြအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ကျွန်တော်ရဲ့ကိုရီမားတွေအားလုံးပဲညချမ်းလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အခုဗီဒီယိုဖိုင်လေးဒီဒါ22မှ1ရက်နေ့ဒါအင်္ဂါနေ့ရဲ့မနက်စီအတွက်ကိုလာရောက်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်။ကြဝင်လာပြီဆိုရင်ကျွန်တော်ရဲ့ကိုရီမားတွေ comment လေးမှာမင်္ဂလာပါလို့မှန်းခဲ့ပြီးပါအောင်ဒီနေ့မှာကျွန်တော်ရဲ့ကိုရီမားတွေကဏ္ဍကထပ်မှန်ပြီးတော့လိန်ဆင်းသွားတယ်ဘယ်လိုလိန်ဆင်းလဲဆိုတော့ကျွန်တော်ရဲ့ကိုရီမားတွေကျွန်တော်ပေးထားခဲ့တာတော့ဒါဒီ3ခွန်နဲ့ဆိုရင်လည်းကျွန်တော်တို့မှာအဆင်ပြေတယ်3ည2ဆိုတော့ကျွန်တော်တို့မှာအဆင်ပြေတယ်ကျွန်တော်ဒီနေ့မှာပေးထားခဲ့တာကိုဒီမှာတွေတည်တဲ့အတိုင်းပဲ2ပိုင်းခုံပိုင်းပေးတယ်ဒါပြင်ကိုမှကျွန်တော်ရဲ့ဒါအမာကီ3ည2 5ကီနဲ့ကတ်ထားတယ်ဒါဟိုမှကျွန်တော်ရဲ့ကိုဒီမှာဒီညနေစီမှာကကနန်းကလိန်စင်းကျင်တော့ဘလို့ကြလဲဆိုတော့3ညဘူးဆိုပြီးတော့ကြပါတယ်เนาะ3ညဘူးဆိုတော့ကြပါတယ်ကီလောက်ပဲကျွန်တော်တို့ကဒီညနေမှာမှန်ခဲ့တယ်ဒါပေမဲ့လည်းအင်္ဂါနေ့ရဲ့မနက်စီမှာကျွန်တော်ရဲ့ကိုဒီမားတွေအားလုံးကိုကျွန်တော်ကျေဆုံးဖြစ်တဲ့လုံးမိုင်းနဲ့အတူမင်္ဂနန်လေးပါပေးခဲ့မယ်ဒါပြင်ကိုမှကီးလေးကိုလိုချင်တယ်ဆိုရင်လည်းကျွန်တော်ပေးခဲ့မယ်ဒီကီးဒီမနက်ညကီးနေကုန်ကီးပေါ့ဗျာကျွန်တော်ပြောခဲ့မယ်ဘာကီးလဲဆိုတာကျွန်တော်ကမှပြောခဲ့မယ်ဒီနေ့မှာကျွန်တော်ပေးထားခဲ့တာ3ည3 5ကီးဒီညနေမှာကိုဒီမားတွေသိတယ်မြတ်တာပေးခဲ့တယ်ထိခဲ့တယ်အကြောင်းဝင်ဒီအင်္ဂါနေ့ရဲ့မနက်ညနေကုန်မှလေကီးလေးကိုလိုချင်တယ်ဆိုတဲ့ကိုဒီမားတွေကီးပါပေးမယ်เนาะအားလုံးပဲအင်္ဂါနေ့ရဲ့မနက်မှာကျွန်တော်ရဲ့ကိုဒီမားတွေအကြိုက်ဆုံးသောဝမ်ချင်းဒီတာ35ဝမ်ချင်း3ပိုင်း5ပိုင်း35ဝမ်ချင်းမှာ3နဲ့ပတ်သက်ကျွန်တော်ရဲ့ကိုဒီမားတွေ31เนาะ36 3ခွန်39ဒါဒီကျွန်တော်ရဲ့ကိုဒီမားတွေ3နဲ့ပတ်သက်ပြီးတော့ main ကဏ္ဍထပ်မံပြီးတော့ပြောပေးမယ်တရားလိုက်ပြီးတော့နားထောင်ပေးပါ3နဲ့ပတ်သက်ရင်ကိုဒီမားတွေ31က36က3ခွန်ရ39ရဒါဒီကျွန်တော်ရဲ့ကိုဒီမားတွေ3နဲ့ပတ်သက်ပြီးတော့ main အခုမှမြင်မှုတဲ့တွေ့မှုတဲ့ဆိုတဲ့ကိုဒီမားတွေကျွန်တော်ရဲ့ဒါ channel လေးကို subscribe နှိပ်ခဲ့ပေးပါဒါအခုမှမြင်မှုတဲ့တွေ့မှုတဲ့ဆိုတဲ့ကိုဒီမားတွေက channel ကို subscribe နှိပ်မယ်အခုဗီဒီယိုပိုင်းလိုက်ရှိုးလေးကိုလည်းအားလုံးကကိုတဦးတစ်ယောက်ပဲရတယ်လို့ကိုတဦးတစ်ယောက်ပဲမြင်တယ်လို့စိတ်ဆန္ဒအောင်မထားဘဲနဲ့အများမြင်အများတွေ့အများရအောင်လို့ share တဲ့ကိုဒီမားတွေအားလုံးက share ပေးပါမြောက်ဝေတဲ့ကိုဒီမားတွေအားလုံးကမျှဝေပေးပါကျွန်တော်တို့ဒါအမှန်တကယ်အားပေးရင်ဒါလက်မလေးတွေနှိပ်ပြီးကျွန်တော်တို့ဒါအားပေးဝင်းရံခဲ့ပေးပါနော်ကဲကိုဒီမားတွေအားလုံးပဲကျွန်တော်ငါးနဲ့ပတ်သက်ပြီးတော့မင်္ဂလာပြောပေးမယ်အင်္ဂါနေ့ရဲ့မနက်ညမှာကျွန်တော်ရဲ့ကိုဒီမားတွေအားလုံးကိုဒီကျွန်တော်တတိမိနဲ့ရအောင်လို့စူးစမ်းပြီးသွားအောင်မယ်ကဲတော့ငါးနဲ့ပတ်သက်ရင်ကိုဒီမားတွေ9 3ညနော်9 1 9 8 9 9နော်ကိုဒီမားတွေလိုက်ပြီးတော့မှတ်ပါလိုက်ပြီးတော့မှန်9နဲ့ပတ်သက်ရင်ကိုဒီမားတွေ9 3ညရယ်9 1က9 8က9 9ရယ်ကိုဒီမားတွေအောင်လိုက်ပြီးတော့မှတ်ထားပေးပါကဲအထီကီးကိုလိုချင်တယ်မောင်လေးဒါဒီအထီကီးဒီကျွန်တော်တို့မှာမနှမ်းရကစားရတယ်မနှမ်းသေးမှာထီရင်ထီမထီညနေစင်မှာလုံးဝထီတယ်ကီးเนาะဒါပေမဲ့ဖောက်ပင်ရှိတာဆိုတော့ကဒီလိုရက်တွေမှာမဖောက်တတ်ဘူးဖောက်တာကတစားရေးနေ့တို့ဗုဒ္ဓဦးနေ့တို့မှာဖောက်တတ်တာများတယ်ဒါပေမဲ့လည်းသူဒီတပတ်လုံးကုန်မှာတစ်ချိန်လောက်ပဲဖောက်တယ်တစ်ချိန်ဆိုတာကဘယ်လိုလဲဆိုတော့တစ်နေ့လောက်ပဲဖောက်တယ်တောက်လျှောက်ပေးတယ်ကီးနော်အင်္ဂါနေ့နေကုန်မှာထပ်ပြီးတော့ပေးမယ်ဆိုရင်ဒီကီးဒီဘာလဲဆိုရင်ကိုဒီမလေး1 3 8ကီး1 3 8ကီးနော်ဒီကီးဒီအင်္ဂါနေ့ရဲ့မနက်ညအထီကီးဒီကီးအပင်ကိုကြည့်ရမယ်တောက်လျှောက်ပေးတယ်ကီးဖောက်ရက်ရှိလားဆိုရင်တစ်ချိန်လောက်ဖောက်တယ်ဘလို့ရက်ဒီဒါဒီချိန်လောက်ဖောက်တယ်ဆိုပေမဲ့ကိုဒီမလေးဘလို့လဲဆိုတော့ကဒါတစ်ပတ်ကိုတစ်ရက်လောက်ပဲဖောက်ရက်ရှိတယ်အပတ်တိုင်းကိုတောက်လျှောက်ပေးတယ်ကီးဖြစ်တယ်နော်ဘာကီးလဲဆိုရင်ဒါ1 3 8ကီးဒီကီးဒီအင်္ဂါနေ့ရဲ့မနက်ညကီးမနက်သေးမှာပေးရင်ပေးမပေးတဲ့နေ့စဉ်မှာပေးမယ်ဆိုတဲ့ကီးကိုမှလုံးမိုက်ရှိရင်တွဲဆော့ဖို့ပေးတာပါကိုမှလုံးမိုက်ကောင်းရှိလို့တွဲကစားခြင်းလဲဆိုတဲ့ကိုဒီမိုက်တော့ကျွန်တော်ပေးတာဖြစ်ပါတယ်เนาะ9နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်မင်္ဂနန်းခေါ်ပေးလိုက်ပြီး3နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်မင်္ဂနန်းခေါ်ပေးလိုက်ပြီး3လုံးအပြီးပေါ့အခွေ3လုံးအပြီးပေါ့အခွေကိုမှထိထိမိမိထိုးခြင်းတယ်เนาะအပြီးပေါ့အခွေလေးကိုပေးပါဆိုရင်2 4ခွန်အပြီးပေါ့အခွေเนาะလိုက်ပြီးတော့မှ2 4ခွန်အပြီးပေါက်အခွေဖြစ်ရှိတယ်နော်2 4ခွန်ဒီ3လုံးအပြီးပေါက်အခွေဖြစ်ပါတယ်လိုက်ပြီးတော့မှတ်ပေးပါအပန်းမကြည့်ရင် comment လေးပါမှတ်ပေးပါအထူးမိန်လေးတင်ကွက်နှက်ကွက်ကောင်းလေးပေးမယ်နော်အထူးမိန်လေးတင်ကွက်နှက်ကွက်ကောင်းဟိုမှာထိုးခြင်းနဲ့မောင်းလေးရေထိထိမိမိထိုးခြင်းနဲ့မိန်လေးပေးပါဦးဆိုတော့ကြိုက်ဆုံးသောမိန်နှက်ကွက်ဒါဒီကျွန်တော်တို့ဒီမှာအထူးမိန်လေးတင်ကွက်နှက်ကွက်ကောင်းနော်ကျွန်တော်ပြီးတဲ့ကဏ္ဍဒီအမြဲတမ်းလည်းမမှန်ပါဘူးမြင်တော့လည်းမမှားပါဘူးဒါအကိုရီမားတွေအမားအမှန်လေးကိုလက်ခံနိုင်ရင်လိုက်ပြီးတော့ကစားပေးပါကျွန်တော်တို့အမှန်တကယ်အားပေးရင်တော့လမလေးတွေနှိပ်ပါနော်9နှစ်နဲ့9ခွန်ဒီအထူးမိန်လေးတင်ကွက်နှက်ကွက်ကောင်း9နှစ်9ခွန်ဒါဒီကျွန်တော်ရဲ့ကိုရီမားတွေအထူးမိန်လေးတင်ကွက်နှက်ကွက်ကောင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုရင်နာပါတော့မယ်ကျွန်တော်ရဲ့ live show ဗီဒီယိုဖိုင်လေးကိုအစားအဆုံးရှိပြီးတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမားတွေအားလုံးပဲ
စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလုံဆန္ဒမဲ့လေးပြေဝနိုင်ကြပါစေအားလုံးပဲမင်္ဂလာရှိတဲ့စကားမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုထာဝရကိုယ်ဒီပိုင်နိုင်ကြပါစေလို့ကျွန်တော်ကိုကြသူဝါမှာဆက်မကောင်းတောင်းပေးလိုက်ပါတယ်ကြအောင်ပဲကိုလက်ပါကံကောင်းကြပါစေကျွန်တော်ရဲ့ကိုယ်ဒီမှာနေနော်အင်္ဂါနေ့ရဲ့ဒါမနက်စည်းမှာလည်းကျွန်တော်နဲ့အတူကန်ဆက်ပြီးတော့ဒါအစီအပြေကြပါစေကျွန်တော်ဘက်ကဆက်မကောင်းတောင်းပေးလိုက်ပါတယ်ကြအောင်ပဲကိုလက်ပါကံကောင်းကြပါစေဗျ